ဆီယာမလည်းလူသက်သမား2ယောက်ကိုဖော်ထုတ်ခဲ့ပါတယ်တကယ်တော့လူသက်သမား2ယောက်ဟာစာတော်တဲ့ចောင်းသားရှူရနဲ့စိတ်အားငယ်တက်တဲ့နာအိုကီတို့ဖြစ်ကြပါတယ်ရှူရကသူ့ကိုစွန့်ပစ်သွားတဲ့အမေဖြစ်သူရဲ့အာယုံဆိုင်မှုကိုရဖို့အတွက်နာမည်ကြီးကျင်တဲ့စိတ်နဲ့ကလေးမလေးကိုလျှက်စစ်ရှော့ရိုက်တဲ့ပတ်စံအိမ်နဲ့တပ်ဖို့ကြံစီခဲ့တာပါနာအိုကီကတော့ရှူရရဲ့အနိုင်ကျင့်ခိုင်းစေမှုကိုခံရပြီးကလေးမလေးတတိမိသွားတာကိုတေဘီအမှတ်နဲ့တက်တီဖြောက်ဖို့ရေကူးကန်နဲ့ပစ်ချခဲ့သူဖြစ်ပါတယ်တကယ်တော့ကလေးမလေးဟာရေထဲမပစ်ချခင်ထိအသက်ရှင်နေပါသေးတယ်ဒီဖြစ်ရဲ့နောက်ပိုင်းမှာနာအိုကီဟာယောဂကူးစက်မှာကိုကြောက်ရွံ့ပြီးယူသွတ်သွားကနောက်ဆုံးမှာသူ့အမေရင်းကိုတောင်ပြန်တက်မိတဲ့အထိဖြစ်သွားပါတယ်ရှူရကတော့ကျောင်းမှာအနိုင်ကျင့်ခံရတာတွေအတွက်ကျောင်းတစ်ကျောင်းလုံးကိုဘုံခွဲတက်ဖို့စီစဉ်ပါတယ်သူဟာသူ့ရဲ့လုပ်ရဲ့ကြောင့်သတင်းတွေထွက်လာရင်သူ့အမေကသူ့ကိုတတိထားမိလိမ့်မယ်လို့ယုံကြည်နေတာပါဒါပေမဲ့ဆီယာမကသူတို့ထက်ခြေတလန်းတာခဲ့ပါတယ်သူမဟာနိုးတဲ့ကိုသွေးစစ်တွေတကယ်ထည့်ခဲ့တာမဟုတ်ပဲသူတို့2ယောက်ကိုစိတ်ပိုင်းဆိုင်ရာအရာ6လန့်ပြီးတယောက်နဲ့တယောက်ပျက်စီးအောင်ဖန်တီးခဲ့တာပါဆက်ရှင်အမြင့်ဆုံးမှာရှူရကအကြောင်းကိုဖောက်ခွဲဖို့ဖုန်းနဲ့ကလုံးနှိပ်လိုက်ပေမဲ့ဘုံကပေါက်မလာခဲ့ပါဘူးဆီယာမယူကိုကရှူရစီဖုန်းဆက်ပြီးအဲ့ဒီဘုံကိုရှူရရဲ့အမေရှိတဲ့တက်ခွဲကန်းထဲကိုပြောင်းရွှေ့ထားလိုက်ပြီးဖြစ်ကြောင်းပြောပြလိုက်ပါတယ်ရှူရကလုံးနှိပ်လိုက်တဲ့အချိန်မှာသူ့အချစ်ဆုံးဖြစ်တဲ့သူ့အမေဟာသူ့ကိုယ်တိုင်လုပ်တဲ့ဘုံနဲ့ပဲတေဆုံးသွားခဲ့ပါတယ်ဆီယာမကတော့ငိုယိုနေတဲ့ရှူရကိုကြည့်ပြီးဒါဟာတကယ်ကလည်းစားချခြင်းဖြစ်ကြောင်းနဲ့ဒီနေ့ကစပြီးဘဝတစ်ကိုစတင်လိုက်တော့လို့ပြောဆိုကစက်သိမ်းသွားခဲ့ပါတယ်သူတက်ချင်တဲ့သူကိုမတက်ပဲသူ့အချစ်ဆုံးအရာကိုကိုယ်တိုင်ဖျက်ဆီးခိုင်းလိုက်တဲ့ဒီကလည်းစားချမှုဟာရှူရအတွက်တော့တေးတာထက်ဆိုးတဲ့ငရဲတစ်ခုဖြစ်သွားခဲ့ပါတယ်